မေတ္တာဆိုတာဘာလဲလို့မေးရင်မေတ္တာဆိုတာတတ္တဝါတွေရဲ့ပုံမှာချမ်းသာစေခြင်းနဲ့စိတ်ကိုမေတ္တာလို့ပြောတာလူရင်းကဒါပဲနော်တတ္တဝါတွေရဲ့ပုံမှာချမ်းသာစေခြင်းဒါမေတ္တာအဖွဲ့တွေအနွယ်တွေနဲ့နားထောင်ကောင်းအောင်ရွတ်ဆိုနေတာမျိုးကိုအဓိကထားလို့မရအောင်နော်ကိုယ့်ရဲ့စိတ်ထဲကတကယ်လှိုက်လိုက်လဲတတ္တဝါအားလုံးရဲ့ပုံမှာချမ်းသာစေခြင်းနဲ့စိတ်ထားတာအဲ့ဒီစိတ်ထားကိုထက်ခါဖြစ်အောင်ကြိုးစားတာအဲ့ဒါကိုမေတ္တာဘာဝနာပေါ့မေတ္တာတရားထားတဲ့နေရာမှာမြတ်စွာဘုရားကကိုယ်နဲ့နှိုင်းစာပြီးတော့မေတ္တာတရားထားရမယ်လို့အဲ့ဒါလိုအခြေခံကြဟောတယ်ကိုယ်နဲ့ဘယ်လိုနှိုင်းစာရမှာတော့ကိုယ်ဘယ်လိုသဘောထားရှိတော့ကိုယ်ဆန္ဒတွေဘယ်လိုရှိတော့ဆိုတာကိုအရင်စဉ်းစားပါတရားဓမ္မတို့ဦးဇင်းတို့တွေဟာဘေးရန်ကင်းကျင်ကြတယ်ကျမ်းမာရေးကောင်းကျင်ကြတယ်နှလုံးစိတ်ဝမ်းငြိမ်းချမ်းကြတယ်အစစရာချမ်းမာချမ်းသာအစဉ်ပြေဘေးကင်းရန်ကင်းနေလို့ထိုင်လို့ကြတယ်ဒါတတ္တဝါတိုင်းရဲ့ပင်မဆန္ဒကြီးပေါ့နော်အဲ့ဒါလိုပဲကိုယ်မှလည်းပဲအဲ့ဒါလိုအင်ဆန္ဒတွေရှိတယ်ဆိုရင်တခြားသောတတ္တဝါတွေဟာလည်းပဲအဲ့ဒီလိုအင်ဆန္ဒရှိကြတယ်ဆိုတာကိုနားလည်ရမယ်အဲ့ဒါလိုနားလည်ပြီးတော့ကိုယ်နဲ့နှိုင်းဆန်ပြီးတော့တတ္တဝါတွေလိုလားတောင်းတကြတယ်အဲ့ဒီကောင်းကျိုးနဲ့ချမ်းသာရကြပါစေလို့စိတ်ထဲကတတ္တဝါတွေရဲ့ပုံမှာတကယ်ကောင်းစားစေခြင်းနဲ့စိတ်ပေးရန်ကင်းစေခြင်းနဲ့စိတ်ကျမ်းမာရေးကောင်းစေခြင်းနဲ့စိတ်နှလုံးစိတ်ဝမ်းငြိမ်းချမ်းစေခြင်းနဲ့စိတ်ဘာစိတ်ဆင်းရဲမှုကိုဆင်းရဲမှုမှမတွေ့စေလို့မကြုံစေလို့ဘူးဆိုတဲ့ဒီမုံမြတ်တဲ့စိတ်ထားလေးကိုမေတ္တာစိတ်ထားအဲ့ဒါကိုထက်ခါဖြစ်အောင်ကြိုးစားရမှာဟုတ်လားကြိုးစားလို့ရှိရင်သူကကျွမ်းကျင်လာတဲ့အားရှိလာတဲ့အစုအပုံဖြစ်လာတဲ့မေတ္တာတရားကကိုယ်တန်တမ်းမှာဟုတ်လားအဲ့ဒီလိုမေတ္တာကိုကြိုးစားအထောက်မယ်ဆိုလို့ရှိရင်ရရှိမဲ့အကျိုးကျေးဇူးကတရားဓမ္မတို့ဦးဇင်းတို့တွေအကုန်နားမလည်နိုင်ဘူးမေတ္တာတရားရဲ့စွမ်းရည်တတ္တိဟာအလွန်တရာမှကြီးမားတယ်သူ့ထက်စွမ်းရည်တတ္တိကြီးတာကတော့ဦးဇင်းတို့မဂ်ခင်၈ပါးအကျင့်မြတ်တရားဝိပဿနာတရားဒါပဲရှိတော့တယ်ဒါကြောင့်မေတ္တာကိုမြတ်စွာဘုရားကအများကြီးအသုံးပြုဖို့တိုက်တွန်းနှိုးဆော်တော်မူတယ်ဒါကြောင့်ပေသက်ပေါင်းသူတော်ကောင်းတို့ဦးဇင်းတို့တွေသတိပဋ္ဌာန်တရားများဝိပဿနာတရားများကိုကြိုးစားအထောက်နေတယ်လို့ဆိုတော့လည်းပဲမေတ္တာတရားကိုတော့လည်းပဲတန်ဖိုးနားလည်ပြီးတော့အဓိကထားပြီးတော့ကြိုးစားဖို့လိုတယ်ပေါ့အဲ့တော့ဦးဇင်းတို့သာဂါထဝကတန်ရုပ်ပါဠိတော်မှာမဏိပတ္တသုတ်တံဆိုတော့သုတ်တံတစ်ပုဒ်ရှိတယ်အဲ့ဒီသုတ်တံမှာမဏိပတ္တဘလူကမြတ်စွာဘုရားကိုလာလျှောက်တာမြတ်စွာဘုရားတဲ့တတိရှိနေလို့ရှိရင်အခုလည်းပဲအလွန်ချမ်းသာတယ်မနေ့ဖြန်တိုင်းလည်းကောင်းတယ်အနာဂတ်တိုင်းစိတ်အေးရတယ်တတိရှိနေရင်အလွန်တရာမှကျက်သိမင်္ဂလာလည်းရှိတယ်အစစရာကောင်းတယ်ပြည့်စုံတယ်လို့တတိရဲ့စွမ်းရည်တတိကိုသူနားလေတယ်လို့လာလျှောက်တယ်ဒီခန္ဓာမှာတတိရှိနေမယ်ဆိုရင်အလုံးကောင်းတယ်ဒီတော့မြတ်စွာဘုရားဟုတ်တယ်တဲ့တတိရှိနေအလုံးကောင်းတယ်မနေ့ဖြန်တိုင်းကောင်းတယ်နော်အစဉ်ပြေတယ်သို့တော့ဘေးရန်မူကမကင်းသေးတဲ့ဟောဒီစကားလေးသုံးထားတယ်နော်ဘေးရန်ကင်းကျင်နေဆိုလို့ရှိရင်ဘာလို့ဖို့လိုတော့ဆိုတော့မေတ္တာဓာတ်ပို့လို့လိုအပ်တယ်ကိုယ်တန်တမ်းမှာတတ္တဝါတွေရဲ့ပုံမှာချမ်းသာစေခြင်းတဲ့စိတ်ကိုမွေးမြူဖို့လိုအပ်တယ်အဲ့ဒါလိုမြတ်စွာဘုရားဟောထားတာဟုတ်လားဒါကြောင့်တတိရှိနေုံများနဲ့မပြည့်စုံသေးဘူးမေတ္တာတရားချမ်းရံဖို့လိုအပ်တယ်နောက်တရားဓမ္မတို့ဦးဇင်းတို့တွေဆိုတာကလူတော်ထဲမှာမနေဘူးဆိုတော့မှမမြင်နိုင်တဲ့နတ်တွေတခြားသောတတ္တဝါတွေဆိုတာလောကကြီးမှာရှိနေတာအဲ့ဒါတွေကိုနားလည်ပြီးတော့တတ္တဝါတွေထဲမှာနေသေးတယ်မြတ်တတ္တဝါတို့ရဲ့ပုံမှာချမ်းသာစေခြင်းနဲ့စိတ်ကိုထားပြီးတော့ကိုယ့်ရဲ့ဘဝမှာအရှင်ပြေအောင်ကြိုးစားကြရမှာဟုတ်ရဲ့လားအေး